မင်္ဂလာညနေခင်းလေးပါရှင်ဒီနေ့ညနေခင်းလေးမှာတော့ချရတဲ့ညီမလေးတွေကဒါရိတ်တာတွင်တက်ရှင်းရေးလေးကနေပြီးတော့ဒါရောင်းလို့ရတဲ့ပစ္စည်းလေးတွေကိုစုပြီးတော့မှဒါသွားရောင်းဖို့အတွက်ကားပေါ်တင်နေကြဖြစ်ပါတယ်ရှင်ဒါချရတဲ့ညီမလေးတွေကိုဒါရတဲ့ဟာလေးတွေလည်းဒါချရတဲ့ညီမလေးတွေမုံလေးတွေဝယ်ကျွေးလို့ရအောင်ဒါတစ်ဖက်တစ်လမ်းနေပေါ့အဲ့လိုမျိုးလေးတွေတစ်ဖက်တစ်လမ်းကိုကြီးဖြစ်အောင်မို့လို့ဒါလိုအပ်တဲ့ရောင်းလို့ရတဲ့ပစ္စည်းလေးတွေရောင်းတဲ့နေရာပေါ့အဲ့လိုမျိုးပြန်သုံးလို့ရတဲ့နေရာပစ္စည်းလေးဆိုပြန်သုံးတဲ့နေရာမှာပြန်သုံးဖို့ဒါစီစဉ်လေးကြနဲ့ဒါလုပ်နေတာဖြစ်ပါတယ်ရှင်ဒါတော့ဘာပါချက်ခွန်နေပါလို့ပါရရေဘူးလေးတံဘူးအခွန်လေးပေါ့အဲ့လိုမျိုးတွေပါတော့ဘုဘမှာလည်းတင်ထားပါတယ်ကဲအားလုံးပဲမင်္ဂလာညနေခင်းလေးပါရှင်ကြည့်ပြီးရသူတွေအားလုံးဒီချစ်ရတဲ့ညီမလေးတွေအတွက်အားပေးစကားလေးပြောပြခဲ့ကြပါအောင်နော်ကျေးဇူးတင်ပါတယ်